ဟုတ်ပြီအောက်ကကျတော့နှုတ်ရေးပေးထားတာဟိုမှာ I ကလည်းရီး Y ကလည်းရီး Y ကလည်းရီးဒီသုံးခုကအတူတူပဲရီးလို့ဖတ်ရမယ်ဒါလေရီးရီးရီးဝူ U နော် U ကလည်းဝူ W ကလည်းဝူ W ကလည်းဝူဝူဒီသုံးလုံးကဝူ U ပေါ်မှာဆက်နှစ်ဆက်ကရွီ Y U ကလည်းရွီဒါပုံတင်မှတ်ရမယ်ရီဝူရွီဒါဒီအားလုံးကတူတယ်နော်ဒါ Y I ငေါ Y ငေါ Y ငေါတူတူပဲရီဒီသုံးခုလည်းတူတူပဲဝူဒီနှစ်ခုကရွီဒါပေမဲ့ဘာတွေကွဲသွားလဲဆိုရင် I ကကြတော့စလုံးတွေရဲ့အနောက်တို့အလယ်တို့မှာပေါင်းတဲ့ခါကျရင်သူ့ထဲတာ Y ကကြတော့စကလုံးတွေရဲ့ရှေ့ဆုံးကနေတယ်ဆိုရင်သူတလုံးနဲ့နေတဲ့စကလုံးတွေဆိုရင် Y I ဒါလည်းလိုပဲဒါကအနောက်နဲ့ကြားတွေဆိုရင် U ရှေ့ဆုံးမှာဆို W တလုံးနဲ့နေတဲ့စကလုံးတွေဆို WU ဒါလည်းလိုပဲ U ပေါ်မှာဆက်နှစ်ဆက်ကကြတော့စလုံးတွေရဲ့အနောက်တို့အလယ်တို့မှာပေါင်းမယ်ဆိုရင် U တလုံးနဲ့နေမယ်ရှေ့ဆုံးမှာနေမယ်ဆိုရင် YU sorry ဒီလိုပြောရင်ဆိုတော့ရှုပ်သေးတယ်နော်အနောက်မှာပါလာတဲ့ခါကျရင်တော့တည်သွားလိမ့်မယ်အခုကတော့ရှုပ်နေမှာပေါ့ဒါပေမဲ့ဒီလိုမရှုပ်အောင်ဆိုရင်ဒီသုံးခုလုံးကရီဒီသုံးခုလုံးကဝူဒီနှစ်ခုကရွီဒီလိုပဲမှတ်ထားလိုက်ရီဝူရွီဇ吃吃日子吃思一无余夜月圆阴云应一无余